မျိုးသမီးလာစစ်သုံး PCD ဖရန်ဝေပြီးစောကအမျိုးသမီးတီတော့တကူရီတဲရှောင်းမှုတော်မကစိတ်ပိုင်နဲ့ရောပိုက်ဆိုင်ရာလုံခမုံပြရရောက်တယ်လို့စိုက်ပိရှောင်းအမျိုးသမီးတီကပြောပါရယ်စိုက်ပိရှောင်းနေကြရတဲ့မမတီအထက်ကကြောက်ဖူကမမတထောင်ကျော်တော့အရေးပေါ်လိုအပ်နေရလာစဉ်သုံးပစ္စည်းတွေကိုကြောက်ဖူအရေးပေါ်ကုညီထောက်ပံ့ရေးအဖွဲ့ကနေလာရောက်ကုညီထောက်ပံ့ပေးခါစားဖိုက်ပါရယ်အခုပိုင်မိုးရသေးရောက်ရှိလာတဲ့အချိန်မှာမမတီဤတကူရဲတန်ရှောင်းရေးစာပုံမှန်အချိန်တီထက်တဝအရေးကြီးရလို့မမတီယောက်ကပြောပါရယ်ကျွန်းပိုင်အမျိုးသမီးတကူရဲတဲ့ရှောင်းမှုအားနေကအကျရိုးမှနေပြီကဒီနောက်စားတွေးရော့ကတိစောခရစ်ကမမဖိုင်လာနိုင်ရော့ကတိရှိရဒီတိုင်ကောက်ကွန်စာရောပိုင်ရော့ကမျိုးဒီပေါ်နဲ့ဒီရတိုင်ကောက်ကွန်စာဘရောဒီအမျိုးသမီးတိုင်မပရိတီစောဒီရပါစေမျိုးဒီပေါ်နဲ့တိုင်ရထိခိုင်နိုင်ရအထီဒီရော့ကတိစောနေပြီကဖရိုက်ပေါ်တဲ့တွန်းနေပြီကအကျရိုးအမျိုးသမီးတိစောဒီမိုရာသိမ်းမှာဆိုကပူပရိကဂရူစိုက်တော့ရပေါ်နဲ့ Young Ground Bricare Zuela Sereninga Sabrige Sabi Shao Sakandi ko Konson Larau Kabri now Mamati Ador Mashima Prilo at de Batodi Ador Canberra Siadi Ador Can Pampiti ne Frontown Digo Lyland Wing up Pinisa Pripare Lashi Ashema Japrum Noni Adoma Dabwedi Brontanimana Sabi Shao Ore Dom Rontanirelo Dida Akrizai Lumugu Nire Losa Pinire Ludiga Probareစိုက်ပိရှောင်းစခန်းတီးပိုင်းလူနီထူထပ်တဲ့နေရာဒီမှာမမတီအတော့ဓမ္မနာလာရှင်စာပတ်ထုတ်တစ်ခုတည်းနဲ့အဆောင်မပေးနိုင်ရတော့လေးလေဝဲဆောင်ဖို့အတော့ခံတီးပါအရေးတဂရီလိုအပ်နေရလို့ဇွန်ရှောင်းလူငယ်များပရာဟိတာအသွင်ဥက္ကဋ္ဌကိုနိုင်လွန်ထွင်ကနရိစရာကိုပြောပါရယ်ဆက်ရှောင်းရတဲ့အချိန်မှာနံပါတ်1ကဟာအမျိုးသမီးတီးစီဒါသူတို့မှာသူရအမျိုးသမီးကမှ introduction မဝင်တော့ကဲမှာလူတွေထူထပ်လာရေးဆိုအဓိကသူရဲ့တလားတစ်ခါ friend ကြီးဒါတဘာဝနာပုံငယ်pricing တွေပါကြရတာလူတွေထူထပ်တဲ့ကသူတို့ရဲ့ဥမာပဲထောက်လေးအဆောင်မပေးမှုတွေရလေဒါနေ့စဉ်သူကမဟုတ်တော့မှတလားတစ်ခါလောက်ခရုံရတဲ့ပြဿနာတွေပါဒီနောက်ထပ်ဒီဥမာရံပဲထောက်တစ်ခုလေးပြီးလို့မရပါပဲထောက်ပြီးနိုင်ရဆိုဒါအနောက်ရန်လူလာရပါရံအခရီးမျိုးမှာဆိုမိုးရသည်ဆိုအဓိကရင်းဟာဒီဟာနာတောက်လျှောက်ကိုခရုံရတဲ့ပြဿနာတွေပါလားလက်ရှိအချိန်ထိစိုက်ပိရှောင်းစခန်း3ခုကမမ300ကျော်အတော့တယောက်ကိုပဲ2ထုံးနဲ့အတွန်းခံတထေစီထောက်ပံ့ပြီးထားရဖိုက်ပါရယ်ကြန့်ရှိနေတဲ့တွေစိုက်ပိရှောင်းမမတီအတော့လေဆက်ပနာထောက်ပံ့ပြီးလောက်ဖို့ Friday အတော့ပါဝန်လူဒန်ရှောင်းရေးစေတနာရှောင်းဒီအနေနဲ့ကျောက်ဖရူအရေးပေါ်ကုညီထောက်ပံ့ရေးအဖွဲ့ကိုဆက်သွေလှူဒန်းနိုင်ရလို့နှိုးဆော်ထားပါရယ်အကျွမ်းအီမရခိုင်ပါ